နောက်ရောတော့ဆရာတော်ဒီကမှာကျွမ်းရရှိကျောင်းတဲ့ဆရာတော်ရှင်တွေဗျာကျွမ်းရရှိကျောင်းတဲ့ဆရာတော်ရှင်တွေလူတိုင်းတွေ့ရပြီးတော့ပါဗျာကျွမ်းရရှိဆရာတော်ကျွမ်းရရှိဆရာတော်ဒီကမှာဘုရားဆရာတော်ရှင်တွေနဲ့ဆယ်ရင်ပေါ်လာပြီးတော့ဗျာဘုရားဆရာတော်ရှင်တွေနဲ့ကျောင်းကျောင်းရဲ့ဆရာတော်ရှင်တွေလည်းလူလူလူပဲတွေ့ရပြီးပါတယ်ခင်ဗျာဘုရားဆရာတော်ပြီးတဲ့အခါမှာကျောင်းကျောင်းရဲ့ဆရာတော်ရှင်တွေလည်းဗျာကျောင်းကျောင်းရဲ့ဆရာတော်ရှင်တွေလည်းဗျာကျောင်းကျောင်းရဲ့ဆရာတော်ပြီးတဲ့အခါကျောင်းဝိုင်းကျောင်းရဲ့ဆရာတော်ရှင်တွေလည်းတွေ့ရပါဗျာကျောင်းဝိုင်းကျောင်းဝိုင်းကျောင်းရဲ့ဆရာတော်ပြီးတဲ့အခါမှာဒီကျောင်းရဲ့ကျောင်းရဲ့ဆရာတော်ရှင်တွေလည်းဗျာဒီရောတော်တဲ့ဆရာတော်ရှင်တွေအမှန်တရားပြီးတော့ပါဗျာဒီရောတော်တဲ့ဆရာတော်ကြီးရဲ့ကမှာဒီဘုံတော်တဲ့ဆရာတော်ရှင်တွေအမှန်တရားပြီးတော့တစ်ဆက်တည်းရှောင်လာတာပါဗျာဘုံတော်တဲ့ဆရာတော်ရှင်တွေဘုလိုလူကတော်ရောက်ပြီးတော့ပါဗျာအမှန်ကိုတောင်းလိုက်ကြလို့ရှင်တွေအစိတ်လုံးပေးထားပါတော့ဗျာအဲဒီတောင်းလိုက်ကြလို့ရှင်တွေကြောက်ပြီးတော့ပါဗျာဘုရားတို့မှာအခုဆက်ကထားတဲ့ရရှိတဲ့နိုင်ငံတော်ရှင်တွေကစိတ်တော်မင်းကိုကြောက်ရပြီးတော့ပါဗျာဒီရန်တော်ရဲ့ဆရာတော်ရှင်တွေတော့မှာအောင်ဒီကုန်းကျောင်းဆရာတော်ရှင်တွေကြောက်ရပြီးပါဗျာအောင်ဒီကုန်းကျောင်းဦးဇင်တော်အောင်ဒီကုန်းဆရာတော်ပြီးတဲ့အခါအောင်ဒီကုန်းဘာသာကျောင်းရဲ့ဆရာတော်ရှင်တွေဗျာဒီလိုမျိုးလူတွေကြောက်ရပြီးတော့ပါဗျာဒီတရားဝဲဆရာတော်ရှင်တွေလူတွေလူတွေကြောက်ရပြီးတော့ပါဗျာဒီရောက်ဆရာတော်ဗျာလူတွေလူတွေလေးကြောက်ရပြီးတော့ဗျာဒီကြောင့်တော့ဆရာတော်ဘုရားလူဝဲဝိတုလာစက္ကန့်လေးနောက်ပါတိုင်းကြီးကိုကြောင်းရရှင်တွေနဲ့အဲဒီလိုဆရာပြည့်မှာရှိုးပေါ်မှာကြောင်းရရှင်တွေနဲ့ရှိုးပေါ်ကြောင်းရရှင်တွေနဲ့မှာဆရာတို့ဘုရားမြေရောင်းကြောင်းရရှင်တွေနဲ့အတူတူရောက်ပြီးတော့ပါဗျာဆရာတို့ဘုရားမြေရောင်းကြောင်းရရှင်တွေရောက်မှာရှိုးပေါ်တော့ဆရာတို့ဘုရားကြောင်းရရှင်တွေနဲ့ရှိုးပေါ်တော့ဆရာတို့ဘုရားကြောင်းရရှင်တွေနဲ့အတူတူရောက်ပြီးတော့ပါဗျာရှိုးပေါ်တော့ဆရာတို့ဘုရားဆရာတော်လာတယ်
ကျောင်းလိုက်ဆရာတော်ရှင်လူမြတ်ဗျာတက္ကမပြည်ကိုကျောင်းလိုက်ဆရာတော်ရှင်လူမြတ်တက္ကမပြည်ကိုကျောင်းလိုက်ဆရာတော်ဘုရားရဲ့နောက်မှာမဟာဘုရားကျောင်းဆရာတော်ရှင်လူမြတ်အာဝိယောဂဆရာတော်ရှင်လူမြတ်ရောက်မှာကိုင်းပေါ့ကျောင်းလိုက်ဆရာတော်ရှင်လူမြတ်ကိုင်းပေါ့ဝိမောဆရာတော်နဲ့တော့အကြောင်းနောက်ဘုရားနဲ့ဆရာတော်ရှင်တို့နဲ့တော့အခမ်းအနားဆရာတော်ရှင်တို့နဲ့တော့ပြီးတော့ပါဗျာအခမ်းအနားဆရာတော်ရှင်တို့နဲ့တော့လည်းဒီဘုရားဆရာတော်ရှင်တို့နဲ့တော့ပြီးပါဗျာဒီလိုတော့ဆရာတော်ရှင်တို့နဲ့ပြီးတဲ့နောက်မှာဒီလိုဘုရားကျောင်းဆရာတော်ကိုယ်မှာအတူပဲကြောက်ပြီးတော့ညာတစ်ပါးကတည်းကနှစ်ပါးခါလိုက်ခဲ့တယ်ဆရာတော်ကိုကျောင်းဆရာတော်ရှင်တို့နဲ့တရားအဲ့ဒီလိုမျိုးဆိုရင်ဒီမှာစကုံးတော်နဲ့ဆရာတော်ရှင်တို့နဲ့စကုံးတော်နဲ့ဆရာတော်ရှင်တို့ဒီကမှာတေရုံနဲ့ပတ်သက်ပြီးသုံးပုံရတဲ့ပါဗျာကျောင်းတော်ကြီးတော်နဲ့ဆရာတော်ရှင်တို့နဲ့ကျောင်းတော်ကြီးတော်နဲ့ဆရာတော်ရှင်တို့နဲ့ဒီလိုမျိုးဒီလိုပြောပြလို့ပါဗျာစေတဲ့ကံကောင်းလေးကြောင်းလိုက်ဆရာတော်ရှင်တို့နဲ့ဒီလိုမျိုးဒီလိုပြောပြလို့ပါဗျာစေတဲ့ကံကောင်းလေးကြောင်းလိုက်ဆရာတော်ရှင်တို့နဲ့ဒီလိုမျိုးဒီလိုပြောပြလို့ပါဗျာစာပြုဘုံကြောင်းလိုက်ဆရာတော်ရှင်တို့နဲ့ဟောကဲတဲ့လူတွေဒီနေ့လေးကဒီမှာတောင်းရှိတဲ့လူတွေတော့ဘုံမျိုးတော့တရားတော်ဟောတယ်အချိန်ကြီးတော့တယ်ဒီလေးကလေးကိုကျောင်းသားတို့မှန်းကြတော့ကြတော့ပါဗျာဒီနေ့တော့ပါလို့